သာသနာတော်နှစ်2553ခုနှစ်တော်သလင်းလပြည့်ကျော်9ရက်2009ခုနှစ်9လပိုင်း12ရက်နေ့ညကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့မဟာအတုလသတ္တမရန္တိသာသနာဗိမာန်တော်ကြီး၌သန်လျင်မြို့နယ်ကောသကံတွင်သရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်သန်လျင်မြို့နယ်သူနယ်သားအပေါင်းတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောဓမ္မဗုဇနိယသန်လျင်အထူးဓမ္မသဘင်တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှကျင်းပပြုလုပ်အပ်သောပင်စမအကျိန်ဓမ္မဗုဇနိယအခါကာလပထမည၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူတယံပူဉဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွမ်းမဲ့ထိုးထွင်းသိမြင်အောင်မြင်တော်မူပြီးတတ္တဝဝေနေယအပေါင်းတို့အားသစ္စာရေအေးအမြိုက်ဆေးတော်တို့ကိုတိုက်ကြွေးတော်မူပေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2553ခုနှစ်တိုင်တိုင်အတွန်းရှည်တည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ်းစောင့်ရှောက်တော်မူလာကြကုန်သောသံဃံသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကွဥစဉ်အားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗိလမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမီးခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်အရှင်အက္ခမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအဖြင့်၎င်းကျေးဇူးဆသောအဖြင့်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆသောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မမိတ်မလျော့မပေါ်ဆသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာလေးမစွန့်ကြခင်ကလေးမှာအသေးမဦးကြခင်ဉာဏ်ဥအောင်ကြိုးစားကြပါလို့အားလုံးလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ဒါကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဤလက်သုံးအမှားစကားတစ်ခုပေါ့အသေးမဦးခင်ပါဦးက
ဉာဏ်ဆိုတာဘာခေါ်လဲကဲအားလုံးနောက်တစ်ခေါက်လောက်ပြန်ပြောပိုင်းခြားသိတာဉာဏ်ဒါလေးအခြေခံပြီးဦးဇင်းတို့ပြောခြင်းတယ်အဲ့တော့အကောင်းဆုံးအကြောင်းကျိုးအမှန်အမှန်ကိုပိုင်းခြားသိတာဒီ definition ကလေးကတော့မကြမကြဦးဇင်းပြောပြီးသားပါဒါဦးဇင်းရဲ့စိတ်ကူးနဲ့အဓိပ္ပာယ်ဖော်ထားတဲ့ကိစ္စလေးတစ်ခုဖြစ်လို့ကြိုက်ရင်လည်းလူယူကြမကြိုက်ရင်လည်းပယ်ကြဆိုတာဒါပြောထားပြီးသားအဲ့တော့ဦးဇင်းကတော့ဘယ်လိုသဘောကျသလဲမေးအကောင်းအဆိုးကုသိုလ်အကုသိုလ်ဆင်းရဲချမ်းသာဒါတွေကိုပိုင်းခြားသိနိုင်မှတန်တရားဒုက္ခကလွတ်မြောက်နိုင်ကြောင်းအလုတ်ကိုလုံနိုင်မယ်တနည်းအားဖြင့်အဆင့်တန်းမြင့်တဲ့ဘဝကိုရမယ်လို့ဒီလိုလေးဦးဇင်းကသဘောကျထားတယ်အဲ့တော့အကောင်းဆိုးကိုသိဖို့လိုအပ်မလိုအပ်တန်တရားတစ်ခွင်မှာတို့သိခဲ့သလားမသိခဲ့ဘူးလားမသိတာကရမ်းလောက်တာကဟောအဲ့ဒီအဝိဇ္ဇာစထားတာဒါပေါ့မဟုတ်ဘူးအဝိဇ္ဇာဟာအသိအန္တရာယ်ကြီးလွန်းလို့အလေကောင်မှလည်းထည့်ထားတယ်မူလနှစ်ဖြာပါနဲ့ပါဒါအလေကောင်ကနှလုံးဟာဒါမူလအရင်းအမြစ်တရားနှစ်ပါးကိုပြထားတာအဲ့တော့မူလနှစ်ဖြာပါနဲ့ပါအဲ့တော့အဝိဇ္ဇာဆိုတာကအကောင်းအဆိုးလည်းမသိဘူးအကြောင်းအကျိုးအမှားမှန်ဗုဒ္ဓရှင်တော်ဘုရားသည်ဘုရားအဖြစ်ကိုအရယူလာတာသည်သူဘယ်အလို့ငါလေးသိင်ချေနဲ့ကဘာသသိမ့်တိုင်တိုင်အသက်ပေါင်းအသွေးပေါင်းအသားပေါင်းများစွာအသွေးတွေဆိုရင်ရည်ကြည့်ရင်သမုဒ္ဒရာ40မကအသားတွေဆိုတောင်လိုပုံလို့ဘဝပေါင်းများစွာယဉ်နီးပြီးတော့သူဘုရားအဖြစ်ယူလာတာသည်ဘာအတွက်လဲလို့မေးရင်ဦးဇင်းကအချင်းချုံကြည့်ရင်ဒီအကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ပိုင်းခြားသိဖို့အတွက်ပိုင်းခြားသိဖို့နော်ဗါတယ်အားလုံးအရေးကြီးတယ်အရေးကြီးတာကိုအရေးကြီးသလိုမှတ်စေခြင်းတယ်နော်အခုတော်ကောင်းတို့ကုသိုလ်အကုသိုလ်မသိဘူးလားမေးတော့သိပါတယ်သို့တော့ပိုင်းခြားနိုင်ဖို့ခဲရင်တယ်မပိုင်းခြားနိုင်သေးသရွေ့အကုသိုလ်ကိုလည်းမစွန့်နိုင်သေးဘူးကုသိုလ်ကိုလည်းမလုပ်နိုင်သေးဘူးကျင်သလားကဲဆိုကြပါစို့ဦးဇင်းတို့သင်ပေးထားတာပဲဒါဘုရားဟောတဲ့ဒေသနာတွေကပါတာပဲကုသိုလ်ဆိုတာဘာလဲလောဘဒေါသမောဟမပါတဲ့အလုပ်ဟာအဲ့တော့လူလောကအသိဉာဏ်ကလေးနဲ့ပြန်ကြည့်ရင်လောဘမပါပဲဘယ်လိုလုပ်မလဲဒေါသမပါပဲဘယ်လိုလုပ်မျိုးသွားလုပ်မလဲစဉ်းစားစရာတွေပေါ့မေးခဲ့ဘူးပါတယ်ဦးဇင်းတို့တရားခွေတွေပြန်ကြည့်ရင်သိမယ်လောဘဒေါသမောဟမပါပဲစီဝါရေးလုပ်လို့ရပါမလားဒါမှမရဘူးလို့နော်စိတ်ရင်းတိုင်းဖြေလိုက်တာ80ရာခိုင်နှုန်းနော်ကြာဘူးနာဝနဲ့ရပါတယ်ဖြေတာက20ရာခိုင်နှုန်းဒါတောင်မှအာနာပါနာဖြေတာဓာတ်ခံထဲမှာကိုယ်ကရှိပြီးသားလောဘမပါပဲဘယ်လို့မှလုပ်မရဘူးဒီလိုထင်ထားတာရှင်းသလားဒါမို့ဟေတုပစ္စည်းမှာပဋ္ဌာန်းဒေသနာတော်ကြီးပြန်ကြည့်တော့ဟေတုဆိုတာအမြင့်ဘယ်နှပါးရှိတယ်6ပါးဘယ်နှပါးလဲပြောကြည့်လောဘဒေါသမောဟအလောဘအဒေါသအမောဟဒါဖြင့်လောဘဒေါသမောဟဆိုတော့မကောင်းတဲ့ဘက်က3ပါးအလောဘအဒေါသအမောဟဆိုတော့ကောင်းတဲ့ဘက်ကဒီလိုနားလည်ကြည့်ရမယ်အဲ့တော့သူတော်ကောင်းတို့ဦးဇင်းတို့မှာအမြင့်ဓာတ်ခံကိုကမကောင်း3ပါးကောင်း3ပါးရှိသလားမရှိဘူးလားရှိရင်လောဘဒေါသမောဟမပါတဲ့အလုပ်လုပ်လို့ရမရဈေးရောက်လောဘဒေါသမောဟမပါပဲရောက်
အဲ့ဒါအဖြစ်ပဲနော်ပိုင်းခြားနိုင်ဖို့ခဲရင်တယ်နော်ရှင်းတော့ကတော့မလူတတ်ရင်ဈေးရောက်ဒီလိုသုံးထားတာကိုအဲ့တော့စေတနာပေါ်မှာမူတည်တယ်ဦးစင်းကိုတော်တော်များများအခုစောရကတက်ထားတာရှိဘာစောရကလဲလို့ဆိုတော့အခုငွေတိုးပေးတဲ့ကိစ္စပေါ့နော်တနေ့ကပဲပြောပြလို့ပြန်သတိရလာတယ်ဟုတ်ဦးဇင်းတို့တောင်ပေါ်ဒေသသွားတော့ကလည်းဒါလေးစောရကတက်ဘုန်းကြီးတဲ့သုံးချက်တိုးလောက်ယူရင်တော့အပြစ်မဖြစ်ပါဘူးနော်တဲ့တချို့ကဒီလိုလာတယ်အဲ့ဒါဟိုတနေ့ကတော့တက္ကတယောက်ကတပည့်တော်အရင်ကသူများတွေ20တိုးနေပြန်တိုးယူတပည့်တော်လည်းအဲ့ဒီတိုင်းအတိုးပေးစားနေတာတဲ့ဘုန်းကြီးတရားနာတော့မှတပည့်တော်ဖြတ်ပြစ်မယ်ဆိုတော့တခါနေပြန်ဈေးတယ်တွေကနေပြန်တိုးဈေးတယ်တွေကမလုပ်ပါနဲ့ငါတို့မှအရင်ကြီးမရှိဘူးအဲ့တော့ဖြတ်တော့မပြစ်ပါနဲ့ဆိုတော့တပည့်တော်30တိုးလျှော့ပေးလိုက်တယ်တဲ့အဲ့ဒါအပြစ်ဖြစ်သလားတဲ့အဲ့ဒါငါနဲ့မဆိုင်ဘူးလို့ဟမ်အပြစ်မဖြစ်ဘူးဖြစ်တယ်သူမင်္ဂလာဆုံးဖြတ်တယ်လားအဲ့ဒါဒီလာပြီးစောရကတက်နေတဲ့ခက်ကျုပ်ကယမမင်းလည်းမဟုတ်ဖျားလည်းမဟုတ်ရှင်းလားအေးကွာအဓိကစေတနာလို့အဓိကပါလဲစေတနာခေါင်းပုံဖြတ်အမျက်ထုတ်ခြင်းနဲ့စိတ်နဲ့အလုတ်လုတ်နေတော့ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားသူတကားအစဉ်ပြေအောင်ချောမွေ့အောင်မင်းအတွက်သူတို့ရှာပေးထားတဲ့စည်းစိမ်တစ်နှစ်စာကဲဆိုကြပါစို့မင်းတို့30တိုးနဲ့တိုးပေးလိုက်တော့တစ်နှစ်စာမင်းအတွက်ဝင်ငွေသူရှာပေးတာဘယ်လောက်ရတယ်လဲမှတ်ထားဘူးလားမမှတ်ဘူးတဲ့ရသုံးပဲဟမ်ဘယ်လောက်ရလို့မှလဲလောက်မဲ့ဟာတွေမှမလောက်မဟုတ်ဘဲနဲ့ဘူးနော်တကယ်ကတော့တစ်နှစ်အတွင်းသူရှာပေးတာဘယ်လောက်အဲ့ဒီထဲကနေမင်းကိုဘောက်ဆူးဘယ်လောက်ပြန်ပေးမယ်နောက်အတိုးနဲ့မချီအောင်ရော့အရင်ဒီနှစ်စာမင်းမချီနဲ့တော့ရော့ငါအပိုင်မင်းကိုစွန့်လိုက်တယ်ကုသိုလ်လုပ်ဖို့မင်းစိတ်ကူးရှိလားဆိုတော့လူတွေဟာတူးကိုတူးပြေလဲအောင်ဆိုတဲ့စိတ်ထက်ငါရဖို့တခုသာကြည်နေကြတဲ့အတွက်လောဘကိုဖက်တွယ်ထားတယ်ဘာလို့ထားလဲအရေးကြီးလို့ပြောနေတာနော်ဦးဇင်းမကြပြောဘူးတယ်ခင်ဗျားတို့ကျုပ်တို့ကဲနိုင်တာဒါတခုပဲရှိတော့တယ်တရားတခုကလွဲပြီးခင်ဗျားတို့ကဲเสียမရှိတော့လူမျိုးလည်းပြက်လူပြီသာသနာလည်းကွယ်လူပြီဟမ်အားလုံးသဘောပေါက်တယ်နော်အေးဒီစကားတွေပြောနေရတာကိုပေါင်ကိုလန်ထောင်းတယ်လို့ပဲတခြားသောသာသနာကြည့်ရင်သိရှက်เสียကောင်းဒါပေမဲ့မပြောဘဲနဲ့ပြည့်စည်နေတာကပိုရှက်ဖို့ကောင်းအဲ့တော့ပြောပြအောင်ပြောတယ်ဘသူကန့်ကွက်ပြောတယ်ကြုတ်ပြောခြင်းလို့ပြောတယ်ဘာဖြစ်သေးလို့ရှင်းလားငါပစနဲ့ငါပြောတာဘသူစကူးဆိုင်ရမလဲပြောအောင်ပေါ့သဘောပါလားအရေးကြီးလို့ပြောနေတာသာသနာကလည်းပျက်စီးနေပြီလူမျိုးကလည်းပျက်စီးနေပြီသာသနာကလည်းအုပ်ရောကြောက်ရောသာသနာ 10% တောင်အကောင်းမကြံတော့ဘူးရှင်းလားအဲ့တော့ဒီတိုင်းပဲထားမလားရအောင်ပြင်မလားရအောင်ပြင်ဖို့ဆိုတာဉာဏ်မရှိပဲဘလို့မှမရနိုင်ရှင်းတယ်နော်ကိုကောင်းအောင်ပြင်ဖို့တောင်လွယ်သလားဘာမရှိလို့ထင်လို့ပိုင်းခြားနိုင်တာမရှိဘူးအကောင်းမှအဆိုးမှပိုင်းခြားမသိဘူးဘယ်လိုမသိတာလဲဘာလို့ပိုင်းခြားမသိတာလဲโอเคနောက်တစ်ခုကအကြောင်းအကျိုးအကြောင်းဆိုတာဘယ်လိုအကြောင်းကြောင့်ဒီအကျိုးတွေခံစားရတာလဲဆိုတဲ့အဖြေမှန်နော်အဲ့ဒါပိုင်းခြားမသိတဲ့အတွက်အယူမှားအမှတ်မှားအသိမှားတွေဟာမစွန့်နိုင်မခွာနိုင်ဖြစ်ရှင်းတယ်နော်ကဲရဲသာပြတ်သလားရောစွန့်နိုင်သလားမစွန့်နိုင်ဘူးတခုခုလုံးမဲ့ကြံရင်ဒီပြက်ကလေးသွားလန်ကြည့်ရတာအမောကိုယ်တိုင်လန်မကြည့်ချင်ရင်ဘုန်းကြီးကြောင်းသွားမေးမယ်ဘေးရင်ဆရာသွားမေးမယ်ရှင်းလားတပည့်တော်ဆိုင်လေးဖွင့်မလို့ရက်ကလေးရွေးပေးပါဦးနဲ့ကုသိုလ်လုပ်ပြီးဖွင့်အဲ့ဒါရဲရစားပဲဟမ်ဗမာပြည်မှာဗမာတွေဆောက်တဲ့အိမ်ကြီး
ရဲရစာပြတ်သလားမရွေးပဲဆောက်တဲ့အိမ်တော်တော်ရှားတယ်ဒါပေမဲ့အဲ့ဒီဗမာအိမ်လေးကြီးမိလောင်တာပဲသဘောပါသလားနေကောင်းရက်တာမရွေးပဲမင်္ဂလာဆောင်တဲ့အတွေ့အတော်ရှားတယ်ခုမိဘမဲ့ကလေးတွေပုံနေတာပဲဟမ်သဘောပါသလားမနေ့ကပဲမနေ့ကအကူကြီးလာတောင်းအရှင်ဘုရားကကလေး3ယောက်ရှိတယ်တယောက်က10တန်းနဲ့တယောက်က3တန်းနောက်တယောက်က3နှစ်အဲ့တော့ယောက်ျားမရှိတော့ဘူးတဲ့အဲ့ဒါတပိတော့နေစရာလေးပေးပါတဲ့9000နေစရာမရှိဘူးလို့နော်9000အခုဘယ်ပြေးရမှမသိဘူးနော်တောင်ပြေးရမလားမြောက်ပြေးရမလားမသိသေးဘူးလို့အဲ့တော့ငါနေစရာမရှိဘူးလို့အဲ့တော့မင်းနေစရာပေးဖို့ဆိုတာမဖြစ်နိုင်သေးဘူးအဲ့တော့ဒီကလေး3ယောက်ကိုဘယ်လိုစောင့်ရှောက်ရင်ရမလဲငါနည်းနည်းစဉ်းစားအောင်မယ်လို့ဘယ်မိဘမဲ့ကလေးများဂေဟာသွားပို့ရရင်ကောင်းမလဲပေါ့အဲ့တော့မင်းယောက်ျားဘယ်တော့မှဆုံးတယ်လဲဆိုတော့ဆုံးတာမဟုတ်ဘူးပြရတဲ့ကွဲသွားတာတဲ့ဩရဲရစာမရွေးဘူးထင်တယ်သဘောပါလားရှင်းရလားကဘာပေါ်မှာလူတွေအများကြီးရှိတယ်ခင်ဗျားတို့လူမျိုးကြမှာရှုပ်ရှက်ခတ်သဘောပါတယ်နော်အဲ့တော့အကြောင်းမှန်လည်းမသိအကျိုးမှန်လည်းမသိကိုယ်ွယ်စရာပူဇော်စရာပသစရာဦးဇင်းတို့အဖွားတွေအဖိုးတွေတုန်းကများတော်သနာဖို့ကောင်းဒီဘက်ကဖျားကြော့ဆွန်းတော်တင်ရတာတစ်မျိုးဖျားထက်ကြောက်ရတဲ့ကောင်ကိုဒေါင်ကလေးသွားပြီးတော့ကိုသားသမီးတွေအရက်တောက်တာတွေကမကြိုက်ဘူးဟိုမှာကျတော့အရက်ပလင်းကြီးနဲ့ပလင်းထဲကရေဖြစ်နေတာသူတို့မသိဘူးသဘောပါသလားအိမ်ပလင်းရှိနေမှတော့အရက်ဖိုးမရှိအဲ့တည်းကခိုးတောက်တာဒါကိုယ်တိုင်လှုပ်လာတာပဲသဘောပါသလားအဲ့တော့အဓိပ္ပာယ်မရှိတဲ့အလုပ်တွေကြီးလုပ်နေတာသည်အကြောင်းမှန်အကျိုးမှန်ကိုပိုင်းခြားမသိဒီနေ့အထိအဲ့ဒီအယူမားတွေသိတယ်မစွန့်နိုင်သေးဘူးမစွန့်ရဲသေးဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာသရဲဘောကြောင့်လို့သာမှတ်ပြီးတော့ကျင်းသလားရေသာခိုတဲ့စိတ်မပြောက်သေးဘူးအချောင်လိုက်တဲ့စိတ်မပြောက်သေးဘူးရှင်းသလားမကြောက်သင့်တာကြတော့ကြောက်နေကြောက်သင့်တာကြတော့ကဲဒီအရက်သေးစားဘိန်းဘင်းကစော်နဲ့ပွဲလန်းသပင်မလူကောင်းဘူးတဲ့ရှင်းလားအေးအဲ့ဒါဒါပေမဲ့ဘုရားပွဲလုပ်ရင်ပွဲမပါရင်တဲ့တို့မပါဘူးတဲ့ပွဲပါမှပါမယ်ကြောက်တင်တာကြတော့မကြောက်တင်တာကြတော့အဲ့ဒီအယူမာကြီးသွားတော့လို့စွန့်ပြရမှာကြတော့ရှင်းလားအဲ့ဒါဘာမလုပ်တာဘာကိုပိုင်းခြားမသိတာအကြောင်းနဲ့အကျိုးကိုပိုင်းခြားမသိတာသူကံနဲ့သူထားအယူမာကိုမစွန့်နိုင်တာဘာကြောင့်လဲအကြောင်းနဲ့အကျိုးကိုပိုင်းခြားမသိတာအဲ့ဒီအယူမာကိုစင်ကြယ်အောင်လုပ်နိုင်တာအကြောင်းကျိုးဒေသနာကလွဲပြီးတော့စင်ကြယ်အောင်ဘာကမှမလုပ်နိုင်ဘူးကောင်းတာလုပ်ရင်အကြောင်းကောင်းမှမကောင်းတာလုပ်ရင်အကြောင်းမကောင်းရင်သိကြသလားဘုရားဘာသာတွေဒါအရေးကြီးဆုံးတော့ကံဤအကျိုးကိုမှစင်ကြယ်စွာမယုံကြည်သေးသည်မြည်သူတဦးတယောက်မှဗုဒ္ဓဘာသာမဖြစ်ကြိုက်တဲ့ဖရာဖင်ဦးတောင်းထောင်ကြတော့ရုပ်ထုအဆင့်ကမပေါ်ဘူးသူဖရာမြင်းကုန်မမြင်ဘူးရှင်းလားသဘောပေါက်သလားဘာလို့လဲဆိုတော့သူ့မှာအကြောင်းကျိုးပေါ်စင်ကြယ်တဲ့အသည့်မရှိဘူးမရှိရင်သူဖရာကိုသိမလားသိပါဘူးဗျာဘယ်နည်းနဲ့မှမသိတောင်းမလို့ဘယ်ဖရာကလက်ပူကောင်းတယ်ဘယ်ဖရာကလက်ဖွင့်ဖရာဘယ်ဖရာကကံမြင့်ဖရာဘယ်ဖရာကဓာတ်ပေါင်းစုဖရာဘယ်ဖရာကအဋိဋ္ဌံအောင်ဖရာခင်ဗျားတို့ကြောင့်ဖရာတွေတော်တော်ကွဲကုန်ဖရာတစ်မျိုးတည်းပဲရှိတယ်ဟုတ်ပြီနော်လောကမှာဖရာဘယ်နှစုပွင့်သွားပြီတော့ဂင်္ဂါဝါလူတဲစုမကအဲ့ဒီဂင်္ဂါဝါလူတဲစုမကသေးစီကဖရာဟာ
though many kinds of Buddha. Buddha is amyo kwen nila tamyo revela. Pe phaya phit this are labor taya tima phaya phit. This are labor hoda tuma phaya phit. Shila. Ho bise ga Buddha sura hoda dala. Hoda do tu phaya lo kum khau. China dala. Phaya sura this are labor wo sayamagu. Taya mu nyane korai thi amya thi aw pyo da ho phaya tamyo re be shi de. Shen la. Daw phaya amyo myo shi da la. Shi bu. Ai da ma thi do lap pwin phaya dat pwin phaya. Kan tet phaya nyan tet phaya adaitan aw a shok shet ko khat nai da. Ko long ma ko ya ma. Badu na thwa taung lo ma Adahi Badu ko rai pyo da le Phaya ko rai pyo tha da yaung wa ma long ne Taye bo chaung tu de twat thadana ma ne ya ma shi bu Shin no Tu daga na du phyauk pi do let phyan taung ne ya ma la ko rai lou lo pyo tha da la Nga ke me lo yo guarantee pe da la Ma pe Ke le ma ke nai bu Shin Yadoriya Yahana Pit out, but do low beta. Two other low you are. Live in China about the thing time, two made let take a rega and now got Jaman Lake Bido, Mount on a two so we do. So down China. Live in China about the thing, two dress for him, board down Navy Baramedia. Piana tattoo do Barami Bulara. Shin no? And now got a bit of bamboo ladder, got over here. Gang, I don't have your main the way you. Here, that you done the way level like your Yadala. Came a pain, I never zero, limit labor up in your Euroha. May I hear though, may I do I do? She navy. Do not candidate. Lady China about the thing long gala luda maya uzo come out way. Gina the la go uncle yema Buddha bada kukweba. Young worry my people in it. Camaro bows in bounce there, Camaro Jodo, Camaro Boy and Joe Babare. No, Jody out the two Jumbido, Camaro Baca Lumion in Abu Joe let a do room of Yonida. The current Lubioma Bima. She no? Camaro Jodo bows in bounce that Saint Chere go Maloke Nailo Dine So was the young mother, Couchit though a long majado by one gen and twin. Jinadala I don't did I met Hamala Yaum Piemala Go let Tema Pieni, she a Piecari, Taro, Tudawan, and Tudavi, Tuzi and Tudavi. A Kungaro let Tema Pieni, but Tudawan. Alon Tawon Kayedala. She a bobe be in the Lanyoto Omla. Told them she cool all the Copiani and Cotawa. She no Copa Winji and Pianirale. Cotawa me. Turo Mabi Comani and Hodebu. Gina the lamb. The ball Baudala. Hey, Edo. Padu te yam piet. Gami, Dalina Badabi, Udano. Dorogano, Pancha Thina ye at Bolly. Oh, a man case agaro. To a nenele pobido yinjin. Then they are she on loaded case manamia ama. Then they are pia on low naima a man. Taro, this are Saima Dima. Jinadala. Yaga, Dikana, Sombi, Naukana, ya on loaded Lumai. Jinada no? Tamo, Anagan, Tide, Sovici, Nandi, Samalo, Buso down, Lumai de. So Gango, Nibi, Camaro Jodo, Maidaro. Luciana, Ajay, Nachana, Ajay, Neighbor Yaukin, Saja. Who Camaro Tiana, Ado de Demam, we better not the Yasakani, but we moved to Lucilla. We moved to Lucilla, Divoa, Apia Peso, Chadala, Boaku, Gong, Load.
လူတရားလည်းတယောက်မတွေ့ဘူး1000လည်းတယောက်မတွေ့ဘူးအပြတ်กว่าနေရောငါဟောကြောင်းရောက်ကြတဲ့ဒီပြီးတော့အပြတ်ဇောက်ချပြီးလုံနေပြီလို့ဆိုသေကံနီးတောင်မတွေ့ဘူးခင်ဗျားသေတော့မှယောဂဖြစ်နေပြီလှုပ်တော့ဆိုတာတောင်ဝိလက်ကြောင်မှလုံနေတော့ရှင်းသလားရှင်းပါဗျာသဘောပေါက်သလားအဲ့ဒါအမှားအမှန်ကိုပိုင်းခြားမသိသေးတော့နောင်ဘဝကိုတန်းတနေတုံးရှိသေးတယ်ဘဝကူးကောင်းယုံလောက်ဒီတဲ့ဆိုးတဲ့လူတွေရှိသေးတယ်ဟိုမတေးရမျောတဲ့ဝါဒလက်ငင်းဖရာကြီးကခင်ဗျားတို့ကိုကြွအောင်မဟောနိုင်ဘူးလားသူဟောထားတဲ့ဖရာတရားထဲမှာနိဗ္ဗာန်ရောက်ကြောင်းပါမပါနိဗ္ဗာန်ရောက်ကြောင်းဒီဘဝရနိုင်ပါတယ်လောက်ကြပါလို့ဟောထားပါရဲ့သားနဲ့မေတ္တေးရမျောနေပထွေးမျောနေအဖေရင်ဘေးဖယ်ထားပြီးတော့နှမျောကိုကောင်းရှင်းလားရှင်းပါပြီသဘောပေါက်သလားအဲ့တော့ငါတို့မှာပိုင်းခြားသိနိုင်တဲ့ဉာဏ်အရေးကြီးသလားမကြီးဘူးလားအဲ့ဒါကိုဒီနေ့သက်သေပြမယ်မိဂလုတ်တကပေတဝတ္ထုတဲ့နော်စာမှာတော့ဒီတိုင်းလာတယ်အဲ့တော့မိဂလုတ်တကဆိုမိဂဆိုတာသားကောင်တွေကိုပြောတာလုတ်တကဆိုတာသတ်ဖြတ်တတ်သူသားကောင်တို့ကိုသတ်ဖြတ်ခြင်းဖြင့်အသက်မွေးတဲ့လူစာလို့ပြောတော့ရှည်တာအရက်လို့ပြောစမ်းမုတ်ဆိုးပေါ်ပြီးရောသဘောပါသလားအဲ့ဒါအေးဘာသာပြန်ဆိုလဲပြန်တိုင်းကောင်းတာမဟုတ်ဘူးနော်ရင်ကိုချောမွေ့စေတတ်သောကရိယာကိုနေ၍ဟုတ်ကလားရင်ကိုရွေ့ရှားစေတတ်သောကရိယာကိုနင်းကရင်ကိုရွှေ့နိုင်သောအတန်ကြီးကိုထိုးကားမောင်းဖို့ကိုဘာသာပြန်နဲ့မပြီးနိုင်အခုလဲမုတ်ဆိုးဆိုပြီးရောဒါပေမဲ့စာလို့တော့မိဂလုတ်တကဟုတ်ပြီနော်အဲ့တော့မုတ်ဆိုးအလုံးနဲ့အသက်မွေးလာတဲ့ပုဂ္ဂိုလ်တယောက်ပေတဝတ္ထုဆိုတော့သူဘာဖြစ်နေလဲပိဋ္ဌာဖြစ်နေတယ်ပိဋ္ဌာတွေပဲဇက်ကမကုန်သေးဘူးနောက်ထပ်ဝတ္ထုတွေအများကြီးကြံသေးတယ်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်နဲ့အရှင်နာရဒဆိုတဲ့ယဟန္တာကြီးတစ်ပါးဘယ်လိုလဲယဟန္တာကြီးအဲ့တော့ယဟန္တာတစ်ပါးပေါ့ယဟန်တစ်ပါးနဲ့တွေ့တယ်ပေါ့အဲ့တော့ယဟန်တစ်ပါးဆွမ်းခံသွားရင်းနဲ့အမပထင်တောထဲမှာနော်တောထဲမှာသတင်းသုံးရင်းနဲ့တွေ့ကြတယ်ဆိုကြပါစို့ဘာလို့လဲဆိုတော့ तू ကနေရောညရောပါနေတော့ဆွမ်းခံသွားယုံလောက်နဲ့တွေ့တယ်ဆိုရင်မပြည့်စုံအဲ့တော့ဒီပိဋ္ဌာကြီးဟောဒီမိဂလုတ်တကဝတ္ထုမှာပါတဲ့ပိဋ္ဌာကြီးကဘယ်လိုနေလဲဆိုတော့ညမှာနတ်သမီးတွေအချမ်းအယံနဲ့ဒီမုတ်ကခုံပျော်ပါပြီးစားကောင်းတောက်ဖွယ်တွေနဲ့စီးစိမ်ခံစားနေဟုတ်ပြီနော်တညာလုံးစီးစိမ်ခံစားတယ်မနဲ့အာယုံကလေးလာပြီဆိုတာနဲ့အဲ့ဒီစီးစိမ်ခံစားနေရာကနေထားသွားပြီးတော့သုတ်တန်သဇသင်္ချိုင်းဝသွားအဲ့ဒီသုတ်တန်နဲ့သူဆင်းမိပြီဆိုတာနဲ့တလိษံမျိုးစုံကသူ့ဝိုင်းကြိုက်ရှင်းသလားအဲ့ဒါတနေကုန်အစားခံဘာလို့ခံလဲသွေးတန်ရဲနဲ့ခေါင်းဖြတ်စားသွားခေါင်းပြန်ဖြစ်လာလက်ဖြတ်စားသွားလက်ပြန်ဖြစ်လာဘိုက်ဖောက်စားအသေးတွေဥတွေအဆုပ်တွေအကုန်ဆွဲစားပြန်ဖြစ်ရှင်းတယ်နော်တနေကုန်ဘာလို့ခံညနေနေဝင်ပြီနော်နေဝင်ခြင်းရောက်ပြီဆိုတာနဲ့တိရစ္ဆာန်တွေကလည်းတဖြည်းဖြည်းသူ့ဟာသူရှဲသွားတယ်ဒုက္ခနာကိုယ်ကလည်းတဖြည်းဖြည်းပြန်လဲပြည့်ပြိုးလာပြီးရေစင်းချိုးနတ်ဝတ္တန်စာတွေပြန်ဖြစ်နတ်စည်းစိမ်ပြန်ခံစားညဆံမှားထားနော်ပါတယ်အဲ့ဒီဗိဒ္ဓကြီးကိုယဟန်တော်ကသွားတွေ့တယ်တွေ့တော့မနေ့ပိုင်းတစ်ပိုင်းလုံးနေခင်းတကင်းလုံးယဟန္တာကြီးထိုင်ကြည့်နေတယ်ဒီပုဂ္ဂိုလ်အမတန်ပင်ပန်းဆင်းရဲစွာဝိဒုက္ခတွေခံရတယ်တစ်ချက်ခန္ဓာကိုယ်ပေါ်ကမိတွေထားတောက်လာလိုက်တခါသားကောင်တွေကဝင်ဆွဲလိုက်ကြီးငှက်တွေကထိုးလိုက်အိုးတနေကုန်အလူလက်ခံမှတ်ထားနော်ပုံပြင်းမဟုတ်ဘူးရှင်းသလားသူကမိခလုတ်တကဆိုတာကိုကသားသမင်သားကောင်တွေကိုတပ်ဖြတ်ညှင်းဆဲခြင်းအလုံးနဲ့အသက်မွေးတဲ့လူလုတ်တကဆိုတာဖြက်စီးတတ်တဲ့လူရှင်းတယ်နော်
အဲ့တော့သူဖြစ်စည်းခဲ့တဲ့အတိုင်းပဲသတိတံဘာကံစနေတိဘလို့ကြိုးပေးမယ်အားလုံးဘလို့ကြိုးပေးမယ်မထန်တော်အဲ့ဒီဖြစ်စည်းခဲ့တဲ့အတိုင်းပဲသူ့ကိုတတ္တဝါတွေကပြန်ပြီးတော့မလုပ်တာလေဖြစ်စည်းတာတနေ့ကုန်အလူးလဲခံပြီးနေဝင်တော့မှဗိမာန်ပြန်ရောက်တယ်ရှင်းတယ်နော်ဗိမာန်ပြန်ရောက်တော့လဲသူမဟုတ်တဲ့အတိုင်းပဲခုနခံစားနေရတာတွေမေးလို့စားကတောက်ခါပျော်ကပါကကခုံကားနဲ့ကာရာအိုကေတွေဆိုပေါ့ဟမ်နိုင်ကလပ်တွေတက်ပန်းကုန်းတွေစွတ်ပေါ့နော်ညကြတော့ပြောနေတာနေကြခံပေါ့ရှင်းလားနေခံမဆန်နဲ့အမလေးခင်ဗျားတို့နေခံအဲ့တော့ညချမ်းချိန်ကြတော့မှအေးအေးဆေးဆေးယဟန်တော်ကမေးတယ်တကားကြီးဖျားမင်းဟာကွာညကြတော့လေအတော်ကိုဟုတ်နေတာပဲမင်းစည်းစိမ်ကသူတကားတောင်အားကြလောက်လူလောကမှာတောင်မမြင်နိုင်တဲ့စည်းစိမ်တွေမင်းခံစားနေရမနဲ့လင်းလာရင်မင်းဟာဘယ်လိုဖြစ်တာလဲကွငါကြည့်ရတာစိတ်မချမ်းသာလိုက်တာတဲ့ငါလည်းဘာမှမတတ်နိုင်ဘူးဟမ်သူများဝင်ကယ်ပေးလို့ရလားမရပါဘူးဗျာတိတ်ချစ်လာပါကြီးရဲ့ဆိုဝင်ခံပေးလို့မရပါဘူးဗျာသာသမီခံရမယ်အာကုသိုလ်ကိုမိဘကခံပေးလို့မရပါဘူးဗျာမိဘခံရမယ်အာကုသိုလ်ကိုသာသမီကဝင်ခံပေးလို့မရပါဘူးဗျာကိုပြုဘယ်သူမပြုသေချာလုံးနော်သေချာလုံးနော်လင်းကိုချစ်လွန်းလို့လင်းဒုက္ခမရခံမယ်ဟာမရချစ်လွန်းလို့မရဒုက္ခလင်ခံမယ်စဉ်းစားနော်တခါတလေအိမ်ခွေးလေးမွေးထားခွေးလေးသေသွားရင်အမလီကိုဖြစ်မဲ့ဟာသူခံသွားတာအဲ့လိုကြီးတာရရင်ခွေးလေးကြီးမွေးထားဟမ်ရှင်းသလားသူ့အကြောင်းနဲ့သူအကြောင်းရှိရင်ဘယ်သူမှရှောင်လွဲလို့မရဘူးရေတရားခြေစမ်းဓာတ်ရိုက်တက်စင်လို့သိကြလားတကူအကြီးဆုံးရှင်မောက်ကလန်တောင်ပြေးမလို့ဘူးဟမ်လောကမှာတကူအကြီးဆုံးဘုရားရှင်ကိုတော်မြတ်ကြီးလည်းပြေးမလို့ဘူးဘုရားဟာအတုမရှိကိုတော်ကြီးပဲသိရမှန်ကအကုန်သိတဲ့ပုဂ္ဂိုလ်ရေတရားခြေလို့ရသူခြေမှာပါရှင်းလားတောင်းမလို့ဘုရားမိတ်မာတဲ့ထဲမှာပါရင်တို့ကသုံးတယ်မပါတာအကုန်ပဲတယ်သဘောပါသလားဒါတော့ပြောနေတဲ့ပုဂ္ဂိုလ်ကိုတခါတလေလာသေးတယ်အရှင်ဘုရားကြောင့်အလူလေးလှုပ်ချင်လို့ရရွေးပေးပါအောင်အခုလူကွာဘာနဲ့ပြန်စိတ်ပြောင်းသွားရင်ရော့သွားလိမ့်သဘောပါသလားရှင်းရောရှင်းလားကုသိုလ်လုံးမှာကုသိုလ်လုပ်တဲ့ချိန်အကောင်းရေရစာမို့လို့ကုသိုလ်အကျိုးတွေပို့ရသလားအဲ့ဒါလေးနည်းနည်းလေးစဉ်းစားသမှာနည်းနည်းလေးပဲစဉ်းစားဗုဒ္ဓဘာသာတွေဟင်ရေရစာနဲ့ကုသိုလ်လုပ်လို့ကုသိုလ်ပို့ရတယ်ဆိုရင်ကုသိုလ်ပဲကိုးကွယ်မလဲရေရစာထိုင်ကြော့နေမှာပေါ့ဟင်ရှင်းလားသဘောပေါက်သလားအဲ့တော့ကုံတယ်လည်းရဲရသာရွေးခကြီးထွက်တာဓမြကလည်းရဲရသာရွေးတိုက်တာဘယ်နဲ့လို့မလဲသဘောပါလားမလီဗမာတွေလောက်အောက်တန်းကြတာဗမာတွေပဲရှိဗမာပြည်လောက်အသိဉာဏ်ချွေရင်တာဗမာပြည်ပဲရှိကျုပ်ကရှက်လွန်းလို့ပြောနေတာရှင်းလားခင်ဗျားတို့လုံနေတဲ့အလေထတွေကိုနည်းနည်းလေးအုံနောက်ရှိတဲ့လူစဉ်းစားရင်ကိုအကုန်လုံးကြပြောင်းကြပြန်ဆိုတာသိတာနဲ့ကျင်းသလားဟိအုံဖွားနဲ့ရသလိုလိုဟမ်ဘိုးတော်မလိုမတော်မတဲ့ကျုပ်တွေ့ဘူးတဲ့ဘိုးတော်တွေကတော့မသွားတာတွေကြီးပဲသဘောပါသလားသူကတော့ဘာမှလုံမပေးနိုင်ဘူးလုံလို့အစင်မပြေရင်ခင်ဗျားတို့ကံမကောင်းသေးလို့စောင့်အောင်ကံမကောင်းသေးလို့စောင့်မှပြင်ခင်ဗျားဘိုးတော်မစောင့်တော့ဘူးရှင်းတယ်နော်သဘောပေါက်သလားကောင်းပြီအခုမေးပြီသင်ဟာနေ့ကိုခံရတယ်မရမရခင်ဗျားတို့ဗဇက်ကနှုတ်ကကျိုးနေတာကနေစံ
ခင်ဗျားတို့ဘဝမေ့နေတာဘဝမေ့နေတာတနေ့လေလုံးခင်ဗျားတို့ပတ်ပြေးနေရတာဘာစကားကြက်ကြက်နဲ့ဟမ်နေပါလုံးနေအောင်ခန်းနေရတာစားမနေနဲ့ခန်းနေတာရှင်းသလားတလောက်ပူတဲ့အိုက်တဲ့ထဲကတခါတည်းဘာစကားကြက်ကြက်နဲ့သွားဘာလေးလိုချင်လို့မှအလွယ်တကူမရှိတဲ့အရာပြေအောင်အဝေးကြီးတခုလိုချင်ပြေးရတာအဝေးကြီးတို့တော့အဆင်ပြေတယ်ဟိုအိမ်ကသွားယူလိုက်ဆန်းဆိုအကုန်ရသဘောပါလားအလုပ်တစ်ခုလုပ်ဖို့အတွက်တောင်ပြင်တောင်နဲ့မြောက်အရှိနဲ့နောက်ပြေးကြတာဥဒ္ဓဟိုကားတွေကိုလုံးလို့ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကတော့ပြောတယ်လေထုအညစ်ညမ်းဆုံးရန်ကုန်တယ်ရှင်းလားမင်းတို့နေပါလို့နေကြခုညညတော့မှစံတာမှဒီညမှပိုးစံရတာခုဘာနဲ့စံနေတော့အမေသဘောပါသလားတရားမရှိဘုရားမရှိကိုရီးယားနဲ့ဆိုရင်ဒါစံတာမဟုတ်ဘူးခန်းနေသေးတာပဲနော်ဒီကိုရီးယားကောင်တွေနှိမ့်ဆက်သမျှခင်ဗျားတို့ခန်းနေရတာကျေနပ်သလားအခုခင်ဗျားတို့နှိမ့်ဆက်ခန်းရတယ်များထင်သလားဘုန်းကြီးတရားနာဖို့ဒီနေရာရအောင်ဘယ်ချိန်ကလာရတဲ့ထင်တော့ခင်ဗျားတို့လှုပ်ရှင်လှုပ်နေဦးမှာအဲ့ဒါခံရလားစံရလားအေးအဲ့ဒါခုခင်ဗျားတို့မှာကုသိုလ်ဖြစ်ခင်စောစောကတရဏဂုံတီးလိုက်ရရှစ်ပါးသီလစောင့်ထိန်ထားပြီအခုလဲတရားနဲ့လျော်တဲ့စကားတွေမေးကြဖြေကြမလုပ်အောင်လားကဲဘယ်တော့ကျိုးများလဲခုချိန်ဘိုင်းကလေးများလဲသေးဆန်းသေပြောကြရှင်းသလားသဘောပေါက်သလားနေခံနေခံမလေးမနေပြောယူရတယ်အဲ့တော့နှုတ်ကကြိုးနေတာနေဆန်ညခံဘယ်မှနေမဆန်အောင်သဘောပါသလားမနဲ့လင်းတာနဲ့ဟိုကြောက်ရဒီကြောက်ရဟိုဟာအစင်မပြေဒါအစင်မပြေစကားတောင်လွတ်လွတ်လပ်လပ်မပြောရဲပဲနဲ့ပြန်သူကနေဆန်ကျင်သေးတယ်နေပါလုံးနေအောင်ညကိုယ်အိမ်နဲ့ကိုရောက်တော့ပြောချင်ရပြောတော့သဘောပါသလားကိုင်းကြည့်သင်ဘလို့ကြောင့်ဒီလိုဖြစ်တာလေတဲ့ဆိုတော့မုတ်ဆိုးပြောပြတာသိစိတ်ဝင်စားစရာကောင်းလောက်ကလေးကြည့်ပြီးတော့နော်မုတ်ဆိုးတစ်ဖြစ်လဲအခုချိန်ကြတော့သူ့ဘာပြောမလို့ဆိုတော့နတ်သားပေါ့နေဝင်သွားပြီဆိုသူကနတ်သားညနေ့လေကြတော့ခက်လိုက်ပေါ့သူဘာခေါ်လို့ခေါ်မှမသိနော်အဲ့ဒီစัจ जा တွေအခက်ဆုံးပဲရှင်းသလားဟိုမရောက်ဒီမရောက်ကောင်တွေအခက်ဆုံးပဲလောကဖြစ်စည်းနေတာအဲ့ဒီကောင်တွေပဲရှင်းသလားအဲ့တော့နတ်သားပဲဆိုကြပါစို့နော်နတ်သားလက်အုပ်ကလေးကြည့်ပြီးအရှင်ဘုရားတဲ့တပည့်တော်လဲရှောက်ချင်လုံးလို့ဘုရားတပည့်တော်အဖြစ်ကိုတပည့်တော်အများသတ္တဝါတွေသိအောင်ပြောချင်တာတဲ့ဘုရားတပည့်တော်ဟာအရင်ဘဝကမုတ်ဆိုးဘုရားပါတယ်သားကောင်ငါးကောင်တတ်တာဝါဒနာကိုပါတာတဲ့တချို့ကရှိသေးတာလေဒါလေးမလုပ်ရရင်ကိုအေးအဲ့တော့တပည့်တော်တတ်တာဖြတ်တာကိုဝါဒနာပါတာဖျက်အဲ့တော့တပည့်တော်ကမဲလိုက်တဲ့အလုံးနဲ့ပဲအသက်မွေးတယ်အဲ့ဒါတဲ့ဖျားတရားတန်ခါကိုကိုးကွယ်စည်းကပ်တဲ့ဖျားတပည့်တော်ရဲ့တန်ငယ်ချင်းဖျားရဲ့ဥပါဒကပါတယ်ဘယ်သူဥပါဒကဒါစာစကားနော်ခင်ဗျားတို့ကျွတ်တို့အရစကားနဲ့ပြောရင်ဘယ်လိုပြောမလဲဖျားရဲ့တပည့်ဟုတ်ပြီလားအရစကားသာပြောစာရဲဟာဒုနဲ့မဆိုင်ဘူးဘာလို့ဆိုကိုမှနားမလဲပဲအခုစာသင်နေတာလားတရားဟောနေတာလားစာသင်တာအပိုင်းပေါ့နော်အခုအယက်သားဟောရင်အယက်သားလို့ပြောရမှာဖျားရဲ့ပါလေတပည့်သာဝကအဲ့ဒီစကလုံးရှင်းကြလို့ဒီနားနည်းနည်းလေးရှင်းနေတာခုခင်ဗျားတို့ဘာဘာသာကိုးကွယ်ဗုဒ္ဓဘာသာကိုးကွယ်ရင်ဘုရားရဲ့တပည့်သားသမီးတွေဖြစ်ရမယ်မလားအဲ့တော့ဘုရားရဲ့တပည့်သားသာဝကခင်ဗျားတို့အစ်စ်ဖြစ်ပြီလားအဲ့ဒါသိတ္တိထားဖို့ကောင်းနော်
အခုပိဋ္ဌာဇတ်ဝတ္ထုတွေထဲမှာအများကြီးကြံသေးတယ်တချို့နေရာတွေယဟန်မရှိဘူးပိဋ္ဌာကြီးကိုသွားတွေ့တယ်ကဲခြင်းနဲ့ဘယ်လိုကဲရမလဲအဝတ်ပေးသူဝတ်လို့မရဘူးအစားပေးစားလို့မရဘုံကံရှိသူတို့ရဲ့အသုံးဆောင်ကိုဘုံမဲ့ကံမဲ့မသုံးဆောင်နိုင်ကျင်တတ်သလားအဲ့တော့သူသုံးဆောင်နိုင်အောင်မလုပ်ပေးရဆိုကုသိုလ်လုပ်ပေးရတယ်ကုသိုလ်လုပ်ပေးတော့ဘယ်လိုလုပ်မလဲဆိုအရေးပေါ်ဆိုတော့ကိုယ့်ဘွဲ့ထဲမှာတရဏဂုံ၃ပါးမြဲတဲ့တကာရှာသင်တို့ထဲမှာတဲ့ဘုရားရဲ့ဥပါဒကတယောက်ပါတယ်အဲ့ဒီပုဂ္ဂိုလ်ကိုကျွန်ုပ်ကိုပေးမဲ့အဝတ်ကိုလှူလိုက်ပါတဲ့လှူပြီးအမျှဝေပါတဲ့အဲ့ဒါလိုဝေလဲရတယ်ဒါဘာကိုပြောချင်တယ်လဲဆိုတော့ခင်ဗျားတို့ဗုဒ္ဓဘာသာအစစ်တာဖြစ်အောင်စင်ကြယ်တဲ့ယုံကြည်ခြင်းစင်ကြယ်တဲ့ကိုးကွယ်ခြင်းဖြစ်အောင်သာကိုစောင့်ရှောက်ထားရင်ကိုကတတ္တဝါတွေကိုပြန်ပြီးတော့စောင့်ရှောက်လို့ရတယ်ကဲတယ်ဆိုတာမြင်လို့ねကျင်းလားစကလုံးလေးနဲ့ကိုသူများပေါ်သွားမကြောလိုက်နဲ့ကိုရှိဗုဒ္ဓဘာသာမရှိဗုဒ္ဓဘာသာတို့ဟမ်ကျွန်တော်တို့နည်းနည်းလေးကိုကြောလိုက်ရမှာကျင့်တတ်တဲ့ဟာတွေသဘောပါလားတို့ကတော့ကဲပါဘူးကဲတာလည်းမဟုတ်ဘူးမင်းတို့သိခါကြမှာဆိုလို့နော်ကူတာလည်းမဟုတ်ဘူးသိခါကြတာမှမဆိုလို့လှူပါရစေရှင်းလားကိုအေယာဝတီတိုင်းရေအလူလုံနေတယ်ကဲစရေးလုံနေတာမဟုတ်ဘူးနော်သူကကဲစရေးကလည်းပြီးသွားပြီပြန်လဲနေရာချထားရေးလည်းပြီးသွားပြီလောကကောင်းလို့ကိုလှူခြင်းလို့လှူနေတာတိုင်ပြီးရောရှင်းသလားလှူခြင်းလွန်းလို့ကိုလှူနေတာလှူပါရစေသဘောပါလားကိုကကဲမှာကူမှာတိုင်းမဲ့ကိုငါနင်းကိုကဲထားတာလို့မပြောနဲ့ငါကုသိုလ်ဖြစ်ခွင့်လေးရတာဟဲ့ငါဒါလေးကိုကုသိုလ်ဖြစ်ခွင့်ပေးပါတောင်းပန်လိုက်အောင်ဘာခင်ဗျားတို့ကလက်တလုံးကိုကြောရမှာရန်ကုန်သူရန်ကုန်သားခုလည်းတရားကြီးဆက်လိုက်တော့တညင်မှာကူးသွားပြီရှင်းလားသဘောပေါက်လားအရင်သင်းမောနဲ့ကူတော့ကနည်းနည်းခြားသေးတယ်မတူအခုတော့အကုန်တူဖြစ်သွားပြီကျင်းတယ်နော်သဘောပေါက်သလားတကယ်ကိုကုသိုလ်ဖြစ်ရမယ်အရေးလေးကိုလှုပ်တဲ့အလုပ်ကြောင့်တပားလဲလူလဲသိခါမကြရအောင်ဟမ်သူများနာမည်ကိုကဖော်ပေးအောင်ပါမလေးတို့ကပွဲစားပါသူတို့ကလှုပ်တာသူတို့လှုပ်တာတကယ်သူတို့လှုပ်တာရှင်းလားသဘောပေါက်သလားအများကြီးပြင်အောင်ပါနော်ဘာလို့ဒီစကားပြောတာလဲဆိုတော့ခင်ဗျားတို့ညီညွတ်ရေးတွေပြိုကွဲနေတာငါတကောကောခြင်းလို့တို့ကတော့လုံနိုင်တာကိုပဲလုတ်ပေးရတာကိုပဲဝမ်းသာနေတယ်လူသိမှတောင်စိုးရှင်းလားသဘောပေါက်သလားခုအဲ့ဒီစိတ်ကလေးနဲ့ဖရာအဆုံးမတိုင်းဖရာဥပါဒကဖရာရဲ့တပည့်အစ်စ်ဖြစ်အောင်မကြိုးစားကြတဲ့အတွက်မင်းပါလဲငါပါလဲမင်းဘသူလဲငါဘသူလဲဖုန်ကြီးချင်းလည်းမတည့်ဘူးဟမ်တောင်ချောင်းဘုန်းကြီးမြောက်ချောင်းဘုန်းကြီးဟမ်ရှေ့ချောင်းနဲ့နောက်ချောင်းလဲဓမ္မဂတိကအချင်းချင်းလဲမတည့်ဘူးစာချဘုန်းကြီးချင်းချင်းလဲမယုံပရိတ်တူရုတ်ခိုင်းကြည့်ပါလားနောက်ချိန်ချကုန်ကြဟမ်သူကဒီနာဖြတ်ငါဟိုနာမဖြတ်ဘူးဟမ်သူကဒီနာဖြတ်ငါဟိုနာဖြတ်မယ်သူကဒီလိုဖြတ်ငါမဖြတ်ဘူးကွာဟမ်သူကဒီတန်နဲ့ရွငါဟိုတန်နဲ့ရွမယ်ဘယ်လိုမှနားထောင်လို့မရဘူးကျုပ်ကလက်တွေ့လုပ်ပြီးသားအိမ်မှာနေတိုင်းအဖေနဲ့အမေကဥပုပ်အပတ်စင်တိုင်းအိမ်မှာဆုံးကတ်ဘယ်တော့ပရိတ်ရွလို့မှညီညီညာညာနာဘူးလည်းမရှိဘူးကိုကပါဠိလေးတစ်လုံးသိကြလို့စာအုပ်နဲ့ကင်ဆောင်နေဟိုတစ်ပါးဟိုလိုဆိုတော့ဒီတစ်ပါးဒီလိုဆိုတော့ဘယ်ဟာအမှန်မှန်းလည်းမသိဘူးသဘောပါသလားအဲ့တော့ဗမာနှစ်ယောက်ပေါင်းမိရင်ကိုမတည့်တာရှင်းသလားအဲ့တော့ဒီလူမျိုးကယ်လို့တော့ဟမ်ရနိုင်ပါဦးမလားအေးဒီတိုင်းတော့မရဘူးပြင်မရမှာဟမ်ကျင်ရတယ်နော်အဲ့တော့အကောင်ဆိုအဲ့တလုံးသိအရေးကြီးတယ်ဒီတလုံးကိုကျုပ်ထုတ်ပေးလိုက်ရတာလဲလွယ်လွယ်လေးထွက်လာတယ်လို့တော့မထင်ပါနဲ့နော်နှစ်ပေါင်းများစွာကြံခဲ့ရတာ
စာပေါင်းများစွာဖတ်ခဲ့ရတယ်သိကျင်လို့ဘယ်သူမှမထုတ်လို့ကိုယ့်အကိုထုတ်ရှင်းတယ်နော်တခါသူအရေးပါပုံကိုပြန်ကြံစင်ကြည့်တော့တရားအားလုံးနဲ့အကျုံးဝင်နေတယ်ဒီစကားရှင်းသလားအရာအားလုံးနဲ့သက်ဆိုင်နေတယ်ပိုင်းခြားမသိသေးသေး၍ခမည်းတော်ဘယ်နည်းနဲ့မှကိုကဲတင်နိုင်ခြင်းမရှိအဲ့တော့မပိုင်းခြားနိုင်သေးသေး၍လမ်းမှန်ပေါ်မရောက်သေးဘူးလို့မှကြည့်ဒီမှာတငယ်ချင်းဖရာရဲ့တပည့်ကဥပုသ်သတင်းသီလနဲ့နေတယ်သူများအသက်တတ်တဲ့အလုပ်မလုပ်ဘူးသီလလုံခြုံအောင်ထိန်းတယ်ထိန်းပြီးတော့ကုသိုလ်အကုသိုလ်ရဲ့အကျိုးကိုတဲ့တပည့်တော်ကိုအမြဲဆုံးမတယ်ဟောဒါဖြင့် तू ကဆုံးမမဲ့လူမရှိလို့လားရှိရဲ့နဲ့မိုက်ခဲ့တာလားရှိရဲ့နဲ့မိုက်ခဲ့ပါဗျာအေးမဟုတ်ဆိုတော်တော်မိုက်တယ်ဟမ်ဒီမဟုတ်ဆိုသူ့ပြောမဲ့ဟောမဲ့လူရှိရဲ့နဲ့တော်တော်မိုက်တယ်အဲ့ဒီကောင်တော်တော်မိုက်တယ်သဘောပါသလားသူ့ကိုကုသိုလ်အကုသိုလ်ပြောမဲ့လူမရှိဘူးလားရှိပါတယ်ဗျာသီလသမာဓိပညာသင်ပေးမဲ့လူရှိပါတယ်ဗျာအဲ့ဒါ तू ကတတ်တဲ့ဖြတ်တဲ့အလုပ်မစွန့်ဘူးတဲ့တော်တော်မိုက်တယ်ရှင်းလားရှင်းပါတယ်ဗျာခင်ဗျားတို့တရားဟောမဲ့လူရှိလားရှိပါတယ်ဗျာအခုအကျင့်ဆိုးတွေစွန့်ပြီလားစွန့်ပါဗျာတော်တော်မိုက်တယ်ဟမ်ဒီမဟုတ်ဆိုမိုက်တယ်ရှင်းသလားအိမ်ပြန်ရောက်ရင်ဒီမဟုတ်ဆိုမှန်နဲ့ကြည့်ပြောရှင်းသလားမင်းကဖျားမရှိလို့မိုက်နေတာလားတရားမရှိလို့မင်းမိုက်နေတာလားတန်ခါမရှိလို့မင်းမိုက်နေတာလားတော်တော်မိုက်တယ်ရှင်းသလားတငယ်ချင်းကဆုံးမတယ်တဲ့ဘယ်လိုပြောလို့မှဘုရားတပည့်တော်လက်မခံခဲ့ဘူးအေးမင်းကမင်းဘုရားဖြစ်မဲ့အုံဒီကဲဆိုသွားငါတော့မင်းဒီဝမ်းတစ်ခါကိုမင်းကျွေးမလားပြောလာအောင်မအဲ့လိုလူတွေပြောရင်အဲ့လိုပြောမှာရှင်းသလားရှင်းပါပြီဗျာသူမင်္ဂလာလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကပေါ့အခု15ဝါဆိုတော့လွန်ခဲ့တဲ့2ဝါ3ဝါလောက်ကမလောက်လေးမလောက်စားဓမ္မဂရိကပေါ့လေနော်အဲ့ဒီချိန်လောက်ကနေလဲတရားဟောဒီလိုပြောရင်အမလေးကိုတော်တို့ပြောတာလွယ်တယ်တဲ့ကိုတော်ကျွေးထားမလားတဲ့ဒီလိုအမေးခံခဲ့ရတာရှင်းလားသူမင်္ဂလာတဝါတရားဟောတာအဲ့တော့တဝါမြောက်တရားဟောတော့နေမှာဗာမေးခံရလဲဆိုကိုတော်ဘယ်နှဝါလဲတဲ့ဘေးကနေအတူတွဲဟောတဲ့ဘုန်းကြီးကသိသွားမှာဆိုလို့မင်းတို့ဝါနာမလို့လားစာနာမလို့လားတဲ့တရားနာဖို့လာတာလားတဲ့မေးလိုက်အဲ့တော့ငြိမ်သွားတယ်အဲ့နောက်မှဖြေပြလိုက်တဝါလို့ဒါတောင်သတင်းကျွတ်မှခုမကျွတ်သေးဘူးဟမ်ကိုတော့တဝါနဲ့တရားဟောသလားတဲ့ဟာဝါဟောတာလားအသိရဟောတာလားဝါရှိတာမရှိတာအရေးမကြီးဘူးသိဖို့အရေးကြီးတယ်ဟမ်စာတတ်တာမတတ်တာမပြောတော့ဘူးဒါကြတော့ဟိုမကျင်တတ်တဲ့လူတွေလားနေလိမ့်သိဖို့အရေးကြီးတယ်ရှင်းလားစေတနာအမှန်နားမလဲဝိုင်းဆော်ကြအောင်မဟုတ်ကြောက်လို့တော့မဟုတ်ဘူးဘယ်တင်းမှမကြောက်ဘူးသာသနာအတွက်ညီညွတ်ခြင်းလို့နည်းနည်းသီးခံပေးနေတယ်ရှင်းလားလမ်းမှန်ပါလဲလို့စေတနာအမှန်နဲ့ပြတာစေတနာနားလဲတဲ့နေ့မှာအကုန်ချပြမယ်ကျင်တယ်နော်အဲ့တော့ဘာအရေးကြီးလဲအသိအရေးကြီးတယ်ပိုင်းခြားသိတဲ့အသိရှင်းသလားပိုင်းခြားမသိသေးသေးလမ်းမှန်မို့ကြည့်ဒီမှာဘလောက်ဆုံးမနေ तू ကတတ်ကောင်းတော့ဖြတ်ကောင်းတော့ဟမ်အစားစားအသားပါမဟမ်မတော့မစားလူငန်တော့ဒါတို့ရသမားစကားတို့သိတယ်ဟမ်သဘောပါသလားရသမားတွေသွားမေးကြည့်ခင်ဗျားတို့တဲ့စာပုံကြီးတက်တယ်သူမင်္ဂလာလဲမူးနေတော့ကလူအသာမူးနေတာဗဇက်ကတရားစကားပြောနေတာပဲကြိုက်တဲ့လူတရားလာချကျုပ်ကပြန်ဟောလွတ်လိုက်မယ်ရှင်းလားအဲ့တော့ဒီလူတွေသိလို့လားပိုင်းခြားမသိလို့ဘောဗျာမူးနေတာပိုင်းခြားသိရင်သဘောပါလားမိုက်နေသေးတယ်ဆိုတာသူပါဇက်ကမောပြန်တဲ့စကားရဟန္တာစကားကြီးပဲထွက်နေမူးနေသေးတယ်ဆိုရင်
မပိုက်ချနိုင်သေးလို့ဒါလည်းအခုသင်္ကန်းဝတ်မှပြောရတာဟမ်သဘောပါသလားရှင်းရောရှင်းရလားသူတို့သိတဲ့အသိမသိဘူးလားသိတယ်စာဖတ်လို့သိတယ်သူများပြောတာကြားလို့သိတယ်နာဘူးလို့သိတယ်သင်ဘူးလို့သိတယ်ကိုယ်ပိုင်အသိကိုယ်ပိုင်အသိမရှိရင်ဖရာတပည့်သားမဟုတ်ကျင်းတတ်လားစားတော့သင်တတ်တာပဲဗျဆန်းတာမဟုတ်ဘူးလေဟမ်ရှင်းတယ်နော်ဘာဘွဲ့ယူညာဘွဲ့ယူတာလွယ်လေးပါနော်လွယ်တာမှဟိုဘက်လွယ်တာတွေတောင်ရှိသေးတယ်မပြောတော့ဘွဲ့ယူတာလွယ်လေးဒါပေမဲ့တတ်ဖို့တော့ခဲရင်နေအဲ့တော့ဘွဲ့လက်မှတ်ကအဓိကလားတတ်ဖို့အဓိကလားအဲ့ဒါသဘောမပေါက်တာရှင်းလားအခုဘေးကပြောနေတယ် तू သဘောမပေါက်သဘောမပေါက်သေးတော့ तू လုပ်ငန်းနဲ့ तू ပြောနေတာမင်းကြွေးထားမလားဆိုတော့ဟိုကလည်းကိုစားဖို့နေကိုရုံးကန်နေရတာကြွေးနိုင်တဲ့အင်အားမရှိတော့မပြောနိုင်ဘူးပေါ့ကျင်းရတယ်နော်အဲ့တော့အဲ့ဒါလိုနဲ့တဲ့ဘုရားတပည့်တော်မိုက်ပြီးရင်မိုက်နေခဲ့တာအဲ့ဒါတငယ်ချင်းကလေတဲ့လက်မလျှော့ဘူးတဲ့အပြဲတမ်းဖြောင်းပြရင်းနဲ့နောက်ဆုံးမှာသူတဲ့အနုအညွတ်ဘုရားတပည့်တော်ကိုမေတ္တာရက်ခံခဲ့တယ်တကယ်ချင်းညာငါ့ကိုမင်းမယုံရင်နေတရားတော်ကိုတော့မင်းယုံပေးပါငါ့ကိုတန်ဖိုးမထားခြင်းနေတရားကိုတော့တန်ဖိုးထားပေးပါအဲ့တော့မင်းမနေနိုင်လို့တတ်ရင်ဖြတ်ရင်တကယ်ချင်းနေလေတော့မင်းတတ်ချင်သကွာဟမ်ညတော့မဟုတ်လဲအိတ်တဲ့အချိန်လေးမင်းအဲ့ဒီအချိန်လေးသီလယူပေးစမ်းမှာမဟုတ်လဲမင်းအိတ်တော့မှာပဲအိတ်တာသီလလေးယူအိတ်လိုက်မင်းအစင်မပြေဘူးလားဆိုတော့တငယ်ချင်းတန်ရောစင်တဲ့ကဲမင်းဒီလောက်တောင်ရှိတာငါမုတ်ဆိုးသားကောင်လိုက်ပြီးပြန်လာအိမ်ရှင်မဘုံဆိုချပေးပြီးရင်ကလက်ဆေးခြေဆေးရေချိုးပြီးရင်သီလယူမယ်ရှင်းတယ်နော်အော်တနေ့ကုန်းတော့အမဲလိုက်တနေ့ကုန်းပြန်လာရေချိုးပြီးရင်သီလယူမနဲ့လင်းလာဘုရားရှိထိုင်တရားကသူကသီလချသေးတာနော်သီလချပြီးမှသူကမဟုတ်ဆိုလောက်တာတေချာမမချပါဘူးမလုပ်ပါနဲ့ဟမ်မနဲ့လင်းလာရင်ဘာလို့သေးတာအဲ့ဒီလောက်ထိ तू ယုံကြည်ကိုးစားပြီးလေးလေးစားစားလုပ်ခဲ့လို့တညာလုံးစံခွင့်ရတာခမညာရှင်းလားအဲ့တော့ तू ကညကိုဘာလုပ်သီလစောင့်ထိန်တယ်နေ့ကိုမဟုတ်ဆိုးအလုပ်လုပ်တယ်ဒါမှမဟုတ်ဦးဇင်းတို့နာဂိကယ်ဆယ်ရေးသွားတော့ကိုကယ်ရတဲ့ရွာတော်များများလဲတန်ဃာရွာတွေမင်းတို့ဘာလှုပ်စားတော့ဆိုတော့သူတို့ပြောတာတော့ကိုမကြားဘူးတဲ့စကားပါရေလှုပ်သားနော်ကျုပ်ကတောင်ပေါ်သားပဲသိမှတားလိနော်အဲ့တော့ရေလှုပ်သားဆိုတာရေလှုပ်သားဆိုဘာခေါ်တာလို့ပြောသမှာငါဆိုတော့မှဟုတ်စင်လေငါဖမ်းတာငါတန်ဃာပြောပါကွာဟမ်တော့တန်ဃာမပြောဘူးရေလှုပ်သားဟုတ်တယ်ဒါယဉ်ကျေးအောင်ပြောတာပေါ့နော်ကိုမနာအားတယ်တောသားအဲ့တော့အေးဟုတ်ပြီရေလှုပ်သားအရင်မကြည့်ဘူးကွာအခုမင်းတို့သေခြင်းစိုးသေကုန်ကြတာသီလတွေကြောင့်ဟမ်ဘာကြောင့်သီလမကောင်းလို့ဒီလိုသဘာဝဘေးဒဏ်တွေကျုံရတာရှင်းလားခုဒီနေ့လဲမိုးခေါင်နေပြီနော်ပေါ်တော့မလုံနဲ့နော်ဟမ်ကျင်တတ်သလားတချို့ကဘုန်းကြီးတရားပွဲရှိတာမိုးမရွာဘူးဆိုတော့ဟဲ့ကောင်နေမိုးခေါင်တာငါကြောင့်ဖြစ်သွားလိမ့်မယ်ဟမ်ကျင်တတ်တယ်နော်အခုထဲမှာမိုးခေါင်နေတယ်ကောက်ပွဲသီးနဲ့မရဘူးငါဥမယ်အဲ့ဒါဘာကြောင့်သီလအန္တရာယ်မကင်းဘေးမရှင်းတာသီလခင်ဗျားတို့သီလသာယုံကြည်စောင့်ထိန်ကြည့်စမ်းပါမိုးလေဝသမှန်မလာဘူးဆိုရင်ကျုပ်ကိုကြိုက်တယ်လို့လုပ်လိုက်ရှင်းလားအဲ့လောက်ယုံဖရာတရားပေါ်မှာကျုပ်တို့အကျွင်းမဲ့ယုံသဘောပါသလားဖရာတို့ဝိုင်းပြီးသားထိမ့်လိုက်စမ်းပါသီလကိုဒါမို့ဥပုံနေတိုင်းဥပုံဆောင်ညာဟိုမှာလဲအဲ့ဒါတန်ဃာတွေအဲ့လိုပြောရတယ်သူတို့ငါမဖမ်းနဲ့ပြောတော့ကိုတော်ကျွေးထားမလားဆိုဒါတွေအကုန်လုံးလည်းကျုပ်မကျွေးနိုင်ဘူးရှင်းသလားအဲ့တော့
အိမ်တောင်မနှဲဆောက်ပေးရတာဓနိနဲ့ထယံနဲ့အဲ့ဒါကိုစတန်ဒတ်မမီဘူးလားမမီဖြစ်လိုက်ကွာမတတ်နိုင်ဘူးလောလောဆယ်အရေးရအောင်ငါလုပ်ပေးတာငါရှိတာလေးနဲ့လုပ်ပေးရတာလေတို့လူတာမတတ်နိုင်ဘူးဟုတ်လားအဲ့တော့အဲ့ဒါလေးလုပ်ပေးထားတာဆိုတော့အရှင်ဘုရားတပည့်တော်တို့ကဒါမလုပ်လို့မဖြစ်ဘူးကဲကွာဒါဖြင့်လည်းငါတစ်ခုလျှော့ပေးရမှာမတတ်နိုင်ဥပုံနေငါမဖမ်းနဲ့ကွာဗါလဲနောက်နေဖြစ်နိုင်သလားဆိုတော့တယောက်လက်တယောက်ကိုဖြစ်မလားသူကဥပုံနေမှာပူရဖို့ထင်ရတယ်သူတို့ကလည်းကြည်ရတယ်နော်သဘောပါလားလာပြီလားဝယ်မှာပူရပုံရတဲ့တန်ဃာတွေဒါပေမဲ့ဒါတော့ပုံပွင့်လင်းလင်းမမေးခဲ့ရလို့မသိဘူးပေါ့လေနော်အဲ့တော့လက်တို့ကြတယ်ဖြစ်နိုင်လားတဲ့ရမ်းပြီးဂရီမပေးနဲ့တော့လို့မင်းတို့ဂရီပေးပြီးမလို့ရင်ပိုဆိုးမယ်ဘာညာပေါ့ကိုချောက်ရတာပေါ့နော်အဲ့တော့အဲ့ဒီမှာမှရှင်ဗျာဒီလိုမဖမ်းပါဘူးဗျာအေးကွာဥပုံနေငါမဖမ်းလို့မင်းတို့ဘဝလေးမင်းတို့ဒီတဲ့စိုးပြေးလာရင်အဖိတ်နေပါမဖမ်းနဲ့ဟိဟင်သဘောပါလားအေးဒါတော့မှ၄ရက်ဆန်၄ရက်ခံ၁ရက်ဆန်ဖြစ်နေဦးမယ်ဟင်ရှင်းသလားအခုဒီမှာနေခံညဆန်နေအကုသိုလ်လို့တော့နေခံညအကုသိုလ်လို့တော့ညဆန်နေအကုသိုလ်လို့တော့ညအကုသိုလ်လို့တော့ညအကုသိုလ်လို့ရင်ညခံပေါ့ညအကုသိုလ်လို့ရင်နေအကုသိုလ်လို့ရင်နေကုသိုလ်လို့ရင်ညကုသိုလ်လို့ရင်အခုသူကနေအကုသိုလ်ညကုသိုလ်ဆိုတော့နေခံညဆန်ရှင်းသလားအဲ့ဒါပဲအကြောင်းကောင်းမှအကြောင်းစင်ကြယ်မှအကြောင်းမှန်မှသဘောပါသလားအဲ့ဒီအကြောင်းကျိုးဘယ်သူပြင်ပေးလို့ရတော့ဟာပြင်လို့မရဘူးအရှင်ဘုရားတဲ့နော်ဒါမိကလုတ်တကဇတ်တိုင်းမှာဒီတိုင်းလာတယ်ဝတ္ထုတွေတော်တော်များများမှာနေ့ကိုခံကြရတယ်ညကိုဆိုင်တချို့မဟုတ်ဆိုးများကြတော့ညဖမ်းတဲ့မဟုတ်ဆိုးတွေရှိတယ်ညကိုသားကောင်ချောင်းတယ်နေ့ကိုအိတ်တယ်အဲ့တော့အဲ့ဒီလူကနေ့ကိုဥပုသ်ဆောင်လိုက်ပြီးတော့နေ့ကိုသီလယူလိုက်ပြီးတော့ညသားကောင်ထွက်ဖမ်းဟိုတငါတွေလည်းဒီတိုင်းပဲညကြတော့ဂါးတွေနဲ့နော်ကွန်တိုက်ကြတယ်အဲ့တော့ဂါးဆွဲတယ်ဆိုတော့ပိုက်တွေဆွဲကြတဲ့အခါညဆွဲတယ်မိတွေလင်းထိန်လို့နေကြအိတ်ကြပြီအဲဒီလူတွေအတွက်လာမယ်ညခံနေစာကဲဘယ်စီစဉ်ပို့ချိုက်သဘောပါသလားဟမ်နေစာညခံနဲ့နေခံညဆံဘယ်ဟာကောင်းခံရတာပါနေကြတဲ့ကဘာသစ္စာကျင်သလားအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ဒီလောက်ခဲ့တာအကြောင်းကျိုးသိလို့လားမသိလို့လားမသိတာကရမ်းလောက်တာကသင်္ခါရရမ်းလောက်ခဲ့တော့ဘုရားတပည့်တော်တဲ့တငယ်ချင်းကအမတန်ကောင်းပါလေတဲ့တပည့်တော်ကိုတနာလုံးလို့သူကနောက်ဆုံးဘလုံးမှမရတဲ့ဆုံးတငယ်ချင်းဟာမင်းငါ့ကိုမငဲ့ရင်နေပါတရားကိုတန်ဖိုးထားတဲ့အနေနဲ့မင်းနေ့ကိုမင်းဖမ်းကျင်တဲ့လောက်ဖမ်းညကိုတော့သီလကလေးစောင့်ထိန်ပေးစမ်းပါတငယ်ချင်းဒါလေးမဖြစ်နိုင်ဘူးလားလို့တငုံငိုတရီနဲ့ဘေးကနေပြီးချော့မော့တောင်းပန်လို့ဒါလေးလက်ခံမိခဲ့တဲ့အတွက်ဘုရားတပည့်တော်အခုညတော့နားချိန်ကလေးရပါသေးတယ်ရှင်းသလားဒါပေမဲ့စံသာစံနေရတာစံနေလင်းရင်ခံရမယ်ဆိုတာသိနေတော့လွတ်လွတ်လပ်လပ်စံနိုင်မှာမလားရှင်းသလားအခုလဲခမရတို့ကျိုးတို့မှာတနေ့နေတူဝနေစတူဝပလက်ပန်းပြီးရှာရဖွေရအချိန်တန်အိမ်ပြန်ရောက်လာမောမောပမနဲ့အိတ်စည်းစိမ်ခံလိုက်ရမှန်းတောင်မသိဘူးမနဲ့လင်းတော့ထားပြေးရှင်းလားအကြောင်းမပြည့်စုံတော့အကြောင်းမကောင်းတော့အဲ့တော့ဒီခန္ဓာဝတ်ကြီးရထားတာကိုကဘာသစ္စာတော့အချိန်မရွေးလမ်းမပေါ်လည်းမရောက်နိုင်ဘူးလားအချိန်မရွေးကြောက်ထဲလည်းမကြနိုင်ဘူးလားသတိထားတော့ခန္ဓာရထားတာကိုကဘာသစ္စာဦးဇင်းတို့ကအမြဲတမ်းရင်ထဲမှာဆူတောင်းနေတာဩအိတ်တာမစ္စရိယများတဲ့ဘဝမျိုးလဲမရောက်ပြရစီနဲ့အသိဉာဏ်နည်းတဲ့ဘဝမျိုးလဲမရောက်ပြရစီနဲ့ဟင်ရှင်းတယ်နော်ကိုကျင်တရားဖောက်ပြားတဲ့ဘဝမျိုးလဲမရောက်ပြရစီနဲ့
သိကြောက်တယ်အဲ့ဒီဘဝတွေရောက်သွားမှသိကြောက်တောင်းမိခင်ဖခင်တို့ကိုကျေးဇူးတင်လို့မဆုံးဘူးဩသူတို့တွန်းတင်လိုက်လို့ငါဒီရောက်လာငါဆိုဒီလမ်းမလျှောက်ရှင်းတယ်နော်ကျေးဇူးကြီးလွန်းလို့ဒါမှမဟုတ်တရားပွဲတိုင်းမဟောခင်ကပင့်ဖရတယ်ဟောပြီးအမျှဝေရတယ်ရှင်းတယ်နော်အဲ့တော့အလုံးသိထားမှာကငါတို့သည်အဲ့ဒီလွဲမားတဲ့လမ်းမလျှောက်တဲ့ဘဝရောက်ရမှာလောက်ကြောက်เสียကောင်းတာရှင်းသလားအဲ့တော့ကြောက်เสียကောင်းတာဆိုတော့အခုကိုယ်တိုင်ကတဲ့နေကြပြီလားအဲ့ဒါဆန်းစစ်ပါသဘောပါသလားဟိအဲ့တော့သူတို့ကအပြစ်ရှာမှာလားကိုယ့်အပြစ်ကိုကြည့်ရမှာလားအဲ့တော့ဘုရားကတော့ပြောခဲ့ပြီကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်သက်သေသာရကတွေရောမရှိဘူးလားကိုယ်ပတ်ဝန်းကျင်သတိထားကြည့်ရင်ရောမသိနိုင်ဘူးလားအဲ့တော့လူတကာလဲဝေဖန်ဖို့လားကိုဝေဖန်ဖို့လားဝေဖန်တော့အခုငါတို့မှာကောင်းတန်ဆိုးတန်ခံရမယ်ခန္ဓာဘယ်နှပါးဒီခန္ဓာ၅ပါးရထားရင်ဆင်းရဲဒုက္ခဟာခံရမှာလားမခံရဘူးလားဒီခန္ဓာရှိနေသေးသေး၍လမ်းမလဲရှောက်နိုင်မရှောက်နိုင်အခုမှန်နေပေမဲ့ခဏနေမှားခြင်းမှားသွားမှာဟင်နိယတသမားမဟုတ်သေးရင်ခံရမှာကြီးပဲရှင်းသလားသဘောပေါက်သလားအခုကုသိုလ်စိတ်လေးဖြစ်နေပေမဲ့တော်ကြအကုသိုလ်ဖြစ်ခြင်းဖြစ်လာတာလောဘကဘယ်မှမသိရောက်ချင်ရောက်လာတာကြောက်เสียကောင်းမကောင်းကဲဒါဖြင့်ဒီတန်တရားနဲ့လဲနေရတာဘာသစ္စာကဲဒါဖြင့်လေချောင်းလုံးမလားပြတ်ချောင်းလုံးအေးအဲ့ဒါကိုအမှားပိုင်းခြားသိမှဘာရမညာကျင်သလားအဲ့တော့ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်အဲ့ဒီကောင်းတာလုပ်လို့ပေးတဲ့ကောင်းကျိုးကိုဘယ်သူဖျက်ဆီးလို့ရလဲဘယ်သူတားလို့ရလဲဘယ်သူနှောက်ယှက်လို့ရလဲမကောင်းတာလုပ်ရင်မကောင်းကျိုးပေးတာကိုဘယ်သူပယ်နှုတ်လို့ရလဲမရပါတဲ့တူသောအကျိုးကျင်သလားအကြောင်းကောင်းမှအကြောင်းစင်ကြယ်မှလောကမှာရှိတာအကြောင်းတရားနဲ့အဲ့ဒီမှာပုဂ္ဂိုလ်တ attva သူငါပါသလားကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်အဲ့ဒါယောက်ျားမို့ပေးတာလားမိန်းမမို့ပေးတာလားဘုန်းကြီးမို့ပေးတာလားမေသီလမို့ပေးတာလားဘာဖြစ်လို့ကောင်းတာလုပ်လို့ကောင်းကျိုးပေးတာအကြောင်းကောင်းလို့အဲ့ဒီမှာပုဂ္ဂိုလ်တ attva ကျင်သလားဒါဖြင့်ဗုဒ္ဓဘာသာဝင်အစ်စ်ဖြစ်အောင်ကြိုးစားဖို့သင်မသိအခုမုတ်ဆိုးကြီးကတော့နေခံညစံသူခရီးဆက်နေတယ်ခုထိသူဇက်လာမပြီးသေးဘူးအင်တာဗျူးကျင်ရာဇကြိုသွားကျင်သလားရှင်းရောရှင်းရလားဒါဖြင့်အဲ့လိုဘဝမျိုးတွေရောက်ချင်သလားလောလောဆယ်ရောကိုယ်လည်းပိဋ္ဌာသာရှိတယ်ဟင်ငါချင်းပေါင်းစုံနဲ့လည်းငါခဲ့ကြပြီဒုက္ခပေါင်းစုံလည်းကြုံခဲ့ကြဘူးပြီအဲ့တော့ဒီအချိန်မှခမရတို့လွတ်အောင်မယုံရင်နောင်လွတ်မဲ့အချိန်မေတ္တာလည်းမျောမနေနဲ့မမီဘူးခမရတို့စိတ်တွေနဲ့မမီဘူးရှင်းသလားအဲ့တော့မသေးကြတာလမ်းမျောနေမလားသေကြတဲ့အလုပ်လုပ်မလားဟောကျေးဇူးရှင်မိုးကုတ်ဆရာတော်ကြီးကပြောတာအခုလုပ်ခုရမယ်လို့ဒါပြောတာပါရမီစောင့်မနေနဲ့ဆိုတာမေတ္တာနဲ့ပြောတာကျင်သလားအဲ့တော့နောက်လာမဲ့ပါရမီမျောနေရမလားအခုပြည့်နေတာပြီးအောင်လုပ်ရမလားခုခင်ဗျားတို့လူဘဝရမရဘုရားသာသနာနဲ့ကြုံမကြုံဘုရားသာသနာတော်မှမှန်မှန်ကန်ကန်ဟောမဲ့ပြောမဲ့ပုဂ္ဂိုလ်နဲ့ကြုံမှသာသနာကြုံတယ်ပြောလို့ရမှာရှင်းသလားသာသနာတမိုင်းကြီးတစ်လျှောက်လုံးကြည့်ရင်ဗမာပြည်နှစ်ပေါင်း1500ကျော်အတော်နှမျောဖို့ကောင်းကျင်တယ်နော်သဘောပေါက်သလားအဲ့တော့သစ္စာတရားနဲ့တွေ့မတွေ့ထောင်တတ်တဲ့နာပါမပါဟုတ်ပြီအဲ့တော့သူတော်ကောင်းတို့မှာပါရမီပြည့်နေပြီသားကြိုးစားရုန်းကန်ရင်ရနိုင်မရနိုင်သဘောပေါက်သလားတရားမြတ်ကိုမနာနိုင်သေးတဲ့လူတွေနဲ့စာရင်ခင်ဗျားတို့အများကြီးသာနေပြီအဲ့တော့လွတ်အောင်ယုံသိမယုံသိယုံတော့မလားယုံမယ်ဆိုဘယ်သူကိုဘယ်သူကြည့်မယ်ခန္ဓာဘယ်နှပါးဘာသစ္စာတော့အဲ့ဒါကိုဒီမှာပိဋ္ဌာကြီးကယဟန်ပြောတော့ယဟန်ကအိုးဒုက္ခဒါသူဘယ်လိုလွတ်အောင်လုပ်ပေးရမလဲဆိုတော့ဘယ်လိုလုပ်ပေးလို့မှမရပါဘူးတဲ့တပည့်တော်ဒီဝတ်ကြွေးကို
မဆုံးသွ၍ဘာလို့ရမှာခံရတော့မှာကျေနပ်သလားရှင်းရောရှင်းရလားအဲ့တော့နေဆံညခံဘဝကလွတ်အောင်တတိထားဝရိယာဆိုင်ပညာနဲ့ကြည့်ဘယ်သူကြည့်မယ်ကိုကြည့်ခန္ဓာဘယ်နှပါဘယ်ချိန်ကြည့်မြဲတာတွေ့မလားမမြဲတာတွေ့မလားပိုင်တာတွေ့မလားမပိုင်တာတွေ့မလားဒီခန္ဓာကိုဖြစ်ခြင်းတလို့ဖြစ်သလားဘယ်တော့ဖြစ်မလဲဘယ်တော့မှမဖြစ်ဘူးအတ္တလားအနတ္တလားမထရှင်းတယ်နော်ခုလူဘဝရလို့လူခန္ဓာမကျေနပ်တာနတ်ခန္ဓာရရင်ဟောမကျေနပ်ဘူးပြောမနေနဲ့ရှင်းသလားဘာလို့ဆိုလောဘတဏှာဟာဘယ်တော့မှအတော်တတ်တယ်လို့ကျေနပ်တယ်နော်ဒါဖြင့်ခန္ဓာကိုယ်ကဘာသစ္စာသိတဲ့ဉာဏ်ကမင်းနဲ့မှန်ကန်ပိုင်းခြားသိသားတို့ဟာဒီခန္ဓာအတွက်လောဘဒေါသမောဟတွေလာအောင်မလားလွယ်မာတဲ့အလုပ်တွေနဲ့အသက်မွေးဝမ်းကြောင်းပြုတ်အောင်မလားမပြုတ်ရင်သေတာကသမုဒိယသေမှတော့နောင်ခန္ဓာလာအောင်မလားနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်အေးကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်စားသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့နေခံညစံဘဝကလွတ်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့နားကြစို့